ရွေးကောက်ပွဲလို့ဒါပါဆက်ကပြောတာဒါဆိုရွေးကောက်ပွဲလို့ဒါပါဆက်ကပြောဟိုလက်နဲ့ကင်ပြီးတော့လိုက်ချင်းချောင်းနေရတယ်မတူဘူးလားတကယ်ဆိုရင်ရွေးကောက်ပွဲဆိုတာလွတ်လပ်ရမယ်လေပြင်လူကိုပဲအုပ်ချုပ်လို့ရမယ်ကိုနှလုံးသားကိုစိတ်ဓာတ်ကိုတော့အုပ်ချုပ်လို့မရဘူးဆိုတော့အဲ့အချိန်မှာညီမတော့အနီကိုပဲမေးပေးခဲ့တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါမင်္ဂလာပါကျမတို့ဒီတပတ်တော့ပြည်သူစစ်သားဇနီးများရဲ့စကားသံပြန်လည်စတင်မှာဖြစ်တယ်ပေါ့နော်ကျမဖိတ်ခေါ်ထားတာတော့ CDM တက်ချက်ကြီးဝင်းသူရဲ့ဇနီးမတ်အေးခိုင်ဖြစ်ပါတယ်ဒီညီမလေးကကြတော့ CDM တက်သားရဲ့ဇနီးမတ်နှင်းဝေအောင်ဖြစ်ပါတယ်ညီမတို့မိတ်ဆက်ပေးကြပါအောင်အားလုံးပဲမင်္ဂလာပါရှင်ကျမတော့ CDM တက်ချက်ကြီးဦးဝင်းသူရဲ့ဇနီးတော့အေးခိုင်ဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါညီမကတော့CDM တက်သားဆိုမျိုးဇနီးမနှင်းဝေအောင်ဖြစ်ပါတယ်ညီမတို့နေကောင်းကြရနော်ကောင်းပါပါဒီတပတ်တော့လေဒီစကားသံအစီအစဉ်ကနေပြီးတော့ပြုလုပ်မဲ့ခေါင်းစဉ်အားကြတော့ပေါ့နော်ဒီအတူအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမျိုးသမီးရဲ့အတန်ပေါ့နော်ဘာလို့လဲဆိုရင်ညီမတို့ကတက်ထဲမှာလည်းနေခဲ့ကြဘူးလေဆိုတော့တက်ထဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘလူတွေမဲဆွဲခဲ့တယ်ဘလူတွေစီးရုံးခဲ့တယ်ဘလူတွေကြုံတွေ့ခဲ့ရဘူးလေဆိုရင်ဟာတွေကိုမေးသွားမှာပေါ့နော်တပြိုင်နက်တည်းမှာအမျိုးသမီးခွင့်ရေးပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီစစ်တပ်ကဟိုအခုအရင်တလောကဆိုလို့ရှိရင်ဒေါ်တက်ခိုင်ပေါ့နော်2015မှာ NLD ကနေပြီးတော့မေးပြိုင်ခဲ့ဘူးတဲ့ဒီဒေါ်တက်ခိုင်ကိုရွေးကောက်ပွဲမဝင်ရတော့ဘူးဆိုပြီးတော့ဖိတ်ထုတ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီစစ်ကောင်စီရဲ့ဒီမင်းအောင်လိုင်ရဆိုလို့စစ်ခေါင်းဆောင်မင်းအောင်လိုင်ရဆိုလို့ရှိရင်အမျိုးသမီးတွေကိုနိုင်ငံရေးတွေအုပ်ချုပ်ရေးကဏ္ဍမှာဒါနေရာမပေးခြင်းဘူးဆိုတာထင်ရှားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီစစ်တပ်ထဲမှာလည်းအမျိုးသမီးတွေဆိုနေရာမပေးဘူးအမျိုးသားတွေကိုထောက်မှပေးရမယ်room တစ်ခုမှာပဲထားတယ်ပေါ့နော်ပြီးတော့ကြတော့ဒီအခုဟိုဘယ်လိုပြောရမလဲဟိုသူတို့စစ်တပ်မှာဆိုလို့ရှိရင်လည်းအတိခံပြီးတိုက်ပြီးနေရတဲ့စစ်သားတွေရှိတယ်သူတို့တေဆုံးသွားတဲ့အခါမှာကြာဆုံးသွားတဲ့အခါမှာမိသားစုတွေအမျိုးသမီးတွေကြံရစ်ခဲ့တဲ့ဇနီးတွေကိုဘာလုပ်လဲဆိုတော့မောင်းထုတ်ပြတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗောနော်အမားတို့ကြုံတွေ့ခဲ့ရတဲ့ဟာလေးတွေကိုလည်းပထမတစ်ပိုင်းအနေနဲ့မေးချင်တယ်ဗောနော်ဆိုတော့အဲ့ဒီစစ်တပ်ကအမျိုးသမီးတွေကိုနေရာမပေးဘူးအခွင့်အရေးမပေးဘူးအဲ့ပြီးတော့ဒီအောက်ခြေစစ်သားတွေတည်ဆုံတဲ့အခါမှာလည်းနိုင်ငံတွေကနေပြီးနှင်းထုတ်တယ်ဗောနော်ဆိုတော့အဲ့အကြောင်းတွေကိုကြုံတွေ့ခဲ့ရတာလေးတွေပြပေးပါဟုတ်ကဲ့ကျမတို့ဟိုစစ်တပ်မှာအနည်း20ကျော်လောက်နေလာခဲ့တာပေါ့နော်အဲ့လိုနေလာတဲ့ခါကျဘာတွေတွေ့ရလဲဆိုအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့တချို့ဆိုရင်ဟိုစစ်ဘူလောင်းတင်တန်းတာပြီးတက်ထဲကိုလိုက်နေပြီဆိုရင်တချို့ကမိန်းမရှိတယ်တချို့ကမိန်းမမရှိဘူးပေါ့နော်မိန်းမရှိရလို့ကြတော့လိုက်မနေနိုင်ဘူးဆိုရင်ဘယ်လိုပြောမလဲအရစ်ခံရတာပေါ့နော်အညစ်ခံရတယ်အရစ်ခံရတယ်မိန်းမရှိဘူးဆိုရင်အပွင့်မတင်ဘူးမိန်းမကတက်ထဲမှာပါရမီလိုက်မဖြည့်ဘူးဆိုရင်ပေါ့နော်အပွင့်တင်နေတာနောက်ကျတယ်ဆိုတဲ့အချက်လက်တွေတွေ့ရတယ်တချို့ကြတော့တချို့မိန်းမတွေကြတော့ယောက်ျားဖြစ်တော့ဘယ်လိုပြောမလဲထက်မြက်တဲ့အမျိုးသမီးတွေအများကြီးရှိတယ်တချို့အရာရှိကြော်မှမဟုတ်တော့ရဲဘော်ရဲဇနီးတွေလည်းကျောင်းဆရာမတွေအဲ့လိုမျိုးနတ်စမတွေအဲ့လိုမျိုးဆရာဝန်တွေရှိတယ်ဒါပေမဲ့ဒီတက်ထဲမှာလိုက်မနေနိုင်ဘူးယောက်ျားရဲ့ပါရမီဖြစ်ဖက်ကောင်းမဖြစ်ဘူးဆိုရင်တို့ကအမတ်လျှော့တယ်အရာထိုးတက်တဲ့နေရာတိုင်းမှာအမတ်လျှော့တယ်ဖြစ်တဲ့တချို့အရာရှိကြော်ဆိုရင်တချို့အရာရှိကြော်တွေဆိုရင်တချို့ဆိုဆရာဝန်မတွေရှိတယ်တချို့ဆိုရင်ပမောက္ခတွေကျူတာတွေအဲ့လိုမျိုးရှိတယ်သူတို့ကြားမှာမိသားစုတွေကြားမှာလည်းပရိပခတ်ဖြစ်မှာတည်ကြတယ်ဘာလို့လဲဆိုတော့သူ့ရဲ့မိန်းမကယောက်ျားပါရမီဖိဖို့အတွက်အလုပ်တွေစွန့်လွတ်ရတဲ့အရာတွေရှိတယ်အဲ့လိုမျိုးနေရာဘယ်လိုပြောတကယ်ဆိုရင်တော်နေတဲ့မိန်းမတယောက်သူ့ရဲ့နေရာမှာပဲသူတာဝန်ထမ်းဆောင်ယောက်ျားလည်းယောက်ျားနေရာမှာတာဝန်ထမ်းဆောင်နိုင်ငံအတွက်နှစ်ဖက်နှစ်လမ်းမှာအထောက်အကူအများကြီးဖြစ်တယ်မဟုတ်ဘူးဒီမိန်းမကအလုပ်တာဝန်တွေကိုစွန့်လွတ်ပြီးတော့တချို့အမျိုးသမီးတွေဆိုရင်တက်ထဲမှာလိုက်နေရတယ်တက်ထဲကရဲမေတွေအုပ်ထုတ်ရတယ်ရဲမေတွေပိုင်ဆိုင်ရမှာပေါ့နော်ဓမ္မစကြာရွတ်တာအဲ့အားတွေပဲလိုက်ဦးဆောင်ရတယ်သူတို့ရဲ့ခေါင်းစဉ်ကတော့ပါရမီဖြစ်ဖက်ကောင်းပြီးတာတယ်ဆိုတော့ခေါင်းစဉ်အောက်မှာပဲတင်သွင်းထားတယ်ပေါ့နော်ကျွန်မတော့အဲ့လိုမျိုးကြုံရတယ်ပေါ့နော်စစ်တီတွေကြဆုံးတိုက်ပွဲမှာကြဆုံးသွားပြန်လဲတချို့ကြတော့အခုအတုံးပြုတ်တယ်နော်တချို့ကျူတာတွေဆိုရင်ကျူတာအလုပ်တာဝန်တွေထားခဲ့ရတယ်နတ်စမတွေဆိုရင်ထားရတယ်ဆရာဝန်တွေထားရတယ်ကျောင်းဆရာမတွေဆိုတော့အလုပ်ကိုစွန့်လို့ပြယောက်ျားရဲ့ပါရမီဖြစ်ဖြစ်အနေလာနေတဲ့အမျိုးသမီးတွေကိုလည်းကိုယောက်ျားက
တိုက်ပွဲမှာကြာလို့ဖြစ်ဘာကြောင့်ပဲဖြစ်မရှိတော့ဘူးဆိုရင်ကိုသူ့အတွက်နေရမရှိတော့ဘူးတကယ်ဆိုရင်ပြန်တွေးကြည့်ရင်နာဖို့ကောင်းတယ်ပေါ့နော်ကိုရဲ့အလုပ်တွေအရာအလုံးကိုစွန့်လွတ်ခဲ့ပြီးတော့ကိုရဲ့တက်လန်းတွေမိသားစုရဲ့တက်လန်းတွေအကုန်လုံးစွန့်လွတ်ပြီးတော့ကိုကဒီတက်ထဲမှာပါရမီဖြစ်အနေနဲ့လိုက်နေတာဒါပေမဲ့သူတို့ရလိုက်တဲ့နောက်ဆုံးရလက်ကကြတော့အော် तू ကပါရမီဖြစ်အနေနဲ့ तू အရာရောက်စွန့်လွတ်ခဲ့ပါလားဆိုပြီးတော့ပြန်ပြီးလက်ချစ်ချင်းမခံရတော့ဘူးအချိန်တိုင်းရင်လိုင်းခန့်အိပ်ရတယ်အချိန်တိုင်းရင်ယောက်ျားရဲ့ပင်စင်လေးနစ်နာကြီးလေးနဲ့ပဲသူတို့ဘဝအကျဉ်းနဲ့ရတဲ့ဘဝဖြစ်ပါတယ်အမပြောရလေကျမစဉ်းစားမိရလေခုနကကျမဒေါ်တက်ခိုင်အကြောင်းပြောသွားပါဘောနော်ဆိုတော့ဒေါ်တက်ခိုင်က2015မှာ NLD ပါတီကနေပြီးတော့ဝင်ရောက်ရွေးခံတယ်ပြီးတော့ကြတော့အာနာသိန်းတော်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ပူးပေါင်းသွားတယ်မင်းအောင်လှိုင်ဘက်ကိုကူးသွားတယ်ပေါ့နော်အခုလဲကြရောသူ့ကိုဘယ်လိုပြောရမလဲမလိုတဲ့အခါကျတော့အတုံးမလိုတော့ဖဲထုတ်လိုက်တယ်ပေါ့နော်ရွေးကောက်ပွဲဝင်မပြိုင်ခိုင်းတော့ပေါ့နော်အဲ့ဒီစစ်တပ်ရဲ့အမှုအကျင့်ကိုခုနကကျမလေ့လာကြည့်တော့အမပြောတဲ့ဟာပေါ့နော်ဒီအမျိုးသမီးတရားပေါမောက်ခဖြစ်ဖို့ကတိကဖြစ်ဖို့နော်ဒီလိုမျိုးတွေလုပ်ဖို့အတွက်အရင်းနှီးအများကြီးပေးဆက်ခဲ့ရတယ်ကိုစွမ်းကိုစားလည်းအများကြီးအသုံးပြုခဲ့ရဒါပေမဲ့စစ်တပ်ကဒီယောက်ျားတစ်ယောက်ကိုပဲဘယ်လိုပြောရမလဲပါရမီဖြစ်နောက်ပြီးတခြားသောပေါ့နော်အောက်ခြေမျိုးသမီးဆိုလဲအဲ့တိုင်းပဲပေါ့နော်ပါရမီဖြစ်ရဒါပေမဲ့သူ့လေယောက်ျားရှေ့ထဲမှာကြာတာပဲဖြစ်နော်ကြာဆုံးသွားတဲ့အခါကြာလို့ရှင်သူတို့မှာဒီစစ်တပ်ကနေတော့မောင်းထုတ်ခံရတယ်ပေါ့နော်ဆိုတော့ကြတော့လေဒီစစ်တပ်ထဲကမျိုးသမီးကြံခဲ့တဲ့မျိုးသမီးတွေဆိုလဲတိတ်တယ်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့လိုတဲ့အခါမှာတုံးတယ်မလိုလို့ရှိရင်တော့ဒါပြစ်ထုတ်မှာပဲဆိုတာပေါ့နော်အဲ့ဒါတော်တော်လေးကိုတန်ဝင်ကရဒီအမျိုးသမီးတွေလည်းအမြင်မြန်ရပါစေလို့အမြင်မြန်ရကြပါစေလို့လေဆုတောင်းပေးရပေါ့နော်ဆိုညီမလေးအတွေ့အကြုံလည်းပြပြပြပါအောင်ညီမအတွေ့အကြုံကတော့ပါပေါ့ဒီတက်ထဲမှာနေတော့ဆိုဘာတွေ့ရလဲဆိုသူတို့ကလေဒီအမျိုးသမီးတွေကိုပေါ့ကျမတို့ဒီအမျိုးသမီးအချင်းချင်းကိုပြောရမှာဆိုဒီအရာရှိကြော်တွေဆိုခုအောက်လက်ငယ်သားတွေထားပါတော့တက်သားတွေရဲ့ဇနီးတွေပါအလုပ်လုပ်ထားပါဆိုသူတို့မကြိုက်ကြဘူးမကြောက်ဘူးဆိုတာဘာလို့လဲဆိုတော့သူတို့ထက်တာသွားမှာဆိုလို့ပြီးတော့သူတို့ရဲ့ဒီတက်သားပေါ့နော်ဒီလာစာနဲ့ဘလို့မှမလုံလောက်ဘူးလေမလုံလောက်တော့အပြင်မှာလှုပ်ရှင်သူတို့မကြိုက်ဘူးသူတို့ကဒီလိုင်းကမှာပဲနေဒီတက်ရှင်းလို့ဒီလားဖတ်ထိတ်လို့ဒီလိုနဲ့ပဲ free နေထားတယ်လို့ပဲပြောရမှာပေါ့နော်သူတို့ထက်တာလွန်သွားမှာလို့သူတို့မကြိုက်ဘူးပေါ့အဲ့လိုမျိုးအနေနဲ့ပြီးတော့အဲ့လိုမျိုးပေါ့တချို့ဆိုရင်လည်းဒီကျောင်းဆရာမကြီးရှိတယ်ကျောင်းဆရာမကြီးရှိတယ်အကလုံးသူနာပြုရှိတယ်သူတို့ဆိုရင်ဒီဘက်ကိုအဲ့လိုမျိုးပေါ့သူတို့ဒီတက်သားနဲ့ပေါ့သူတို့ UBY ဒီထားပါတော့ဒီဘိုးကြီးတွေနဲ့သူတို့ UBY သူတို့ရဲ့ဒီပညာတွေဆွန့်လွတ်ခဲ့ရတာတွေးရတယ်ပေါ့နော်အဲ့လိုဆိုတော့ညီမတို့အမြင်ဆိုရင်တော့ဒီဓာကြီးကသူတို့ကဒီဖိနှိပ်ထားတယ်လို့ပဲထင်တယ်ပေါ့နော်ပြီးတော့သူတို့ထက်တာလမကြိုက်ဘူးလို့ပဲထင်တယ်ပေါ့ဟုတ်မြင်တယ်ပေါ့မျိုးသမီးအခွင့်အရေးတွေဆုံးရှုံးရတာပေါ့နော်အဲ့လိုမျိုးတွေးရတယ်ပေါ့ဟုတ်တယ်နော်အဲ့ဒါကြတော့လေဟုတ်တယ်ခုနအမျိုးသမီးအခွင့်အရေးဆုံးရှုံးတာလေလူအခွင့်အရေးဆုံးရှုံးတာလေနော်ဒီလူတယောက်ကသူဝါသနာပါရာသူဒီဆန္ဒရှိရအောင်မလုပ်ရဘဲနဲ့ဒါသူတို့ရဲ့ခိုင်းစီရဲ့အတိုင်းပဲလုပ်ရတယ်ဆိုတာဒါအချို့ခွင့်ရေးတွေကိုချိုးဖောက်တာပဲပေါ့နော်နောက်တစ်ခုကကြတော့လေရွေးကောက်ပွဲပေါ့နော်အခုတလုံးမှလည်းဒီကျမတို့လည်းအပတ်စဉ်ပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပညာပေးလွှင့်နေရပေါ့နော်ဆိုတော့လေဒီအများစုကစစ်တပ်ကအောက်ခြေမိသားစုအများစုကကြတော့ဒီအဖားတွေယူနီဖောင်းချွတ်ထားတဲ့ပါတီပေါ့နော်ကြမ်းခိုင်ရေးတာတက်လာမယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲပြီးရင်နိုင်ငံရေးအခြေအနေတွေပြန်ပြေးလာမယ်ပြန်အစဉ်ပြေးလာမယ်စစ်ပွဲတွေရက်သွားမယ်လို့သူတို့ကထင်နေရပေါ့နော်သူတို့စစ်မတိုက်ရတော့ဘူးသူတို့အဖားတွေတက်လာလို့ရှိရင်ဒါဒီကိစ္စတွေအားလုံးပြီးဆုံးသွားပြီဘယ်လိုပြောရမလဲအေဂျင့်သွားပြီအဆင်ပြေသွားပြီလို့ထင်ပြီးတော့သူတို့ကဒီရွေးကောက်ပွဲမှာဘယ်လိုပြောရမလဲဒီပါတီကိုပဲကွာအဖားတွေရဲ့ပါတီကိုပဲမဲပြီးမယ်ဆိုပြီးတော့သူတို့လည်းတွေးနေမှာပဲပေါ့နော်သူတို့ကိုလည်းစီးယုံမှာပဲဟိုကလည်းပေါ့နော်ဆိုတဲ့အခါကျတော့ဒီသူတို့တွက်ဆနေတာ2017လောက်တုန်းကလို့အခြေအနေကွာ2017လောက်တုန်းက PDF လည်းမရှိဘူးနောက်ပြီးတော့လို့ရှိရင် social media လည်းအဲ့လောက်ထိအားမကောင်းဘူးအဲကြတော့ uniform ချွတ်ထားတဲ့ဒီကြက်ခိုင်ရေးကိုသူတို့ကအောက်ခြေစစ်သားတွေကိုလည်းမဟုတ်ဘူးပြည်သူလူထုကိုပါသူတို့ကဒီအမှုပညာရှင်တွေအားကိုစီးယုံပြီးတော့ထည့်ခိုင်းတဲ့ခါမှာဘာသူတို့
အုပ်ချုပ်ခွင့်ရလိုက်တယ်ပေါ့နော်အဲ့တော့ဆိုတော့သူကအဲ့ဒီ formula အတိုင်းပဲ2025မှာလဲသူအဲ့လိုမျိုးလုပ်ဖို့အတွက်တက်တွင်းကိုလည်းစီးရုံနေပြီပြစ်ပပြည်သူတွေကိုလည်းစီးရုံနေပြီဟိုဘယ်လိုပြောရမလဲသူတို့တက်လာမယ်ဒီစစ်တပ်ကအာဏာလွှဲပေးလိုက်ပါပြီပေါ့အာဏာထိန်းထားပါတယ်အာဏာလွှဲပေးလိုက်ပါပြီဆိုပြီးတော့ပုံစံအသွင်ကိုလည်းနိုင်ငံတကာကိုသူတို့ကပြချင်နေတယ်ပြချင်တဲ့အခါကျရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်မှာလုပ်တဲ့အခါကျလို့ရှိရင်အခုဆိုရင်ဟိုဘယ်လိုမဲဆွဲနေကြပြီပေါ့နော်ဆိုတော့အမားတို့လည်းကြားလိုက်မှာပေါ့မနေ့ကလေးနေဟိုရွေးကောက်ပွဲမှာမပူးပေါင်းတဲ့အမျိုးရှင်မင်းသမီးဖွေးတို့အလင်းအောင်တို့သူတို့ဟိုဘယ်လိုပြောရမလဲဖမ်းနေပေါ့နော်ခေါ်ယူပြီးတော့တတိပေးရလို့အဲ့လိုမျိုးသတင်းတွေထွက်နေရပေါ့နော်ဆိုတဲ့အခါကျတော့သူတို့ဘာပဲဖြစ်ဖြစ်ရွေးကောက်ပွဲအတွက်သူတို့ကတော့မဲကိုအသိဆွဲနေကြပြီပေါ့နော်ဆိုတဲ့အခါကျတော့ဒီအမားတို့စစ်တပ်ထဲမှာနေတော့ရောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလေသူတို့စီးရုံတာတွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုကြုံတွေ့ရရရှိလဲဆိုတာပြည်သူလူထုတွေသိအောင်ပြောပြပေးပါအောင်ကျမပထမဆုံးပေါ့နော်ပထမဆုံးကိုရွေးကောက်ပွဲတုန်းကဆိုရင်ကျတော့ကျမတို့မဲထည့်တဲ့ဟာဆိုထည့်တော့မထည့်ရအောင်ပထမဆုံးနိုင်တော့ကပေါ့နော်မထည့်တတ်မှာဆိုလို့မားမှာဆိုလို့ထဲတော့ဆိုတော့ဒါမှကိုရီးယားအတွန်းတက်လို့မှမရတာเนาะသူတို့လည်းခုတ်ထဲရရေးတာဆိုတော့ပထမဆုံးအတွေ့အကြုံပေါ့နော်ဒုတိယအတွေ့အကြုံကျတော့နည်းနည်းဘယ်လိုပွင့်လင်းမြင်သာတဲ့ခေတ်ရောက်လာပြီခါကြတော့သူတို့အဲ့လိုလုံးလုံးမရတော့ဆိုတာသူတို့နားလေတယ်နားလေတဲ့ခါကျတက်ထဲမှာကျဘယ်လိုစီးယုံလဲဆိုတော့ဒီကျမတို့ရွေးကောက်ပွဲဟာကျမတို့ဘက်ကကြန့်ခိုင်ရင်ဘက်ကနိုင်ဖို့လိုတယ်ပေါ့နော်ကြန့်ခိုင်ရင်ဆိုတာကိုရီနဲ့ဒီလိုမျိုးဖြစ်နေတာဆိုတော့နိုင်ဖို့လိုတယ်သူတို့နိုင်မှသာကျမတို့ရိတ်ခါတွေလစာတွေပြီးရဘယ်လိုပြောမလဲအဆင်ပြေမယ်ပေါ့နော်ကိုရီစားရတာတောက်ရတာဆိုတာဒီအဘတွေကောင်းလို့ကျမတို့တော့မဇဝေဇဝါဖြစ်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ရဲ့အမြင်မှာဒီကျမတို့ယောက်ျားတွေရတဲ့အမျိုးသားတွေရတဲ့လခတွေရိတ်ခါတွေကပီတူတွေကနေစစ်စင်းလာတယ်ဆိုတာတော့မှမျက်စိပိတ်နာပိတ်ဖြစ်သွားတယ်မသိဘူးပေါ့နော်ဇဝေဇဝါဖြစ်တယ်ဒါပေမဲ့တချို့ကကြတော့တိတယ်တိချင်းနဲ့လေငိန်ပြီးနေနေတာမျိုးပေါ့နော်ဘာလို့လဲဆိုတော့စစ်တပ်ထဲမှာနေရတယ်ဆိုတာကသူတို့လက်ခုပ်ထဲကရည်ပဲလေအခုတောင်မှရွေးကောက်ပွဲလို့ဒါပါဆက်ကပြောတာဒါဆိုရွေးကောက်ပွဲလို့ဒါပါဆက်ကပြောပြီးတော့လက်နဲ့ကင်ပြီးတော့လိုက်ချင်းချောင်းနေတာနဲ့မတူဘူးလားတကယ်ဆိုရင်ရွေးကောက်ပွဲဆိုတာလွတ်လပ်ရမယ်လေကိုထည့်ချင်တဲ့မဲဆန္ဒကိုထည့်ခွင့်ရှိရမယ်ပေါ့နော်အခုမဟုတ်ဘူးကျမတို့အဲတော့ရန်ကုန်မှာတော့လည်းအဲ့လိုမျိုးပဲပြောနေတာဆိုတော့ကျမတို့တော့မှဇဝေဇဝါဖြစ်ပြီးတော့ဟိုဘက်ကမန္တလူလိုဒါပဲမန္တလူကိုတိထားတဲ့ရမားသွားတယ်လို့ပဲဘာလို့လဲဆိုတော့ဒီဟာတွေပဲနားတာအမြဲတမ်းရိုက်သွန်းခံရတဲ့အခါကျတော့ကြန့်ခံရမနိုင်တော့ဘူးဆိုရင်ကျမတို့ပဲစစ်တပ်ပဲပြတ်သုံးသွားတော့မဲ့ပုံစံမျိုးနဲ့ပေါ့နော်စီယုံခံရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်အခုဆိုရင်ပို့ဆိုးမှာပေါ့သူတို့ကအာဏာလဲယူထားတဲ့အချိန်ဆိုတော့ပြည်သူလူထုကလည်းဒီရွေးကောက်ပွဲကိုလွတ်လပ်ကျမအမြင်ပေါ့နော်လွတ်လပ်မဲပြီးမယ်လို့တော့မထင်ဘူးအကုန်လုံးကပြီးခဲ့ရင်တော့မကြောက်ရွံ့တဲ့စိတ်နဲ့ပဲပြီးမယ်လို့ကျမတို့ယုံကြည်တယ်မြင်ပါတယ်အဲ့ဒါဆိုရင်အမားတို့စစ်တပ်ထဲမှာနေတော့မဲပေးရတဲ့ဟာအကုန်လုံးကသူတို့ကြန့်ခိုင်ယူပဲပြီးခဲ့ရတာပေါ့နော်ပထမတစ်ချိန်နိုင်တဲ့အခေါက်တော့ဦးသိန်းစိန်အခု2020မှာရောဘယ်လိုပြီးရ2020မှာကြတော့အဲ့လိုမျိုးလုပ်လို့မရတော့မီဒီယာတွေနဲ့စောင့်ကြည့်တက်ချို့ဆိုတက်ထဲမှာယုံဖွင့်လို့မရတက်ထဲမှာယုံလုပ်လို့မရအောင်အရင်ပထမတစ်ခေါက်တော့တက်ထဲမှာယုံလုပ်တယ်မပေးတတ်မှာဆိုလို့မားပြီးတော့ပေမဲ့ဖြစ်သွားမှာဆိုလို့အဲ့လိုပုံစံမျိုးနဲ့တို့ကတယောက်ကအိုးစီပြီးတော့တစိတ်တုံးနေခိုင်းတယ်ပြီးဟိုပုံမှန်တော့တဲ့နော်သူတို့လိုင်းညွန်တဲ့ပုံမှာပဲထည့်ရဒုတိယအချိန်မှာကြတော့အဲ့လိုမျိုးလုပ်လို့မရအောင်မီဒီယာခက်တွေလည်းအရန်ဟိုဖြစ်လာတယ်ဟိုပြည်သူလူထုရလည်း9နှစ်အတွင်းမှာလေမျက်စိပွင့်နားပွင့်ဖြစ်လာတယ်ပြည်သူလူထုမှမဟုတ်ဘူးတက်ထဲမှာရှိတယ်လို့လည်းမျက်စိပွင့်နားပွင့်ဖြစ်လာတယ်ဆိုတော့အခါကျသူတို့လုပ်လို့မရအောင်ဆိုတော့သူတို့သိတယ်သိပြီးဒါပေမဲ့အဲ့ပါရွေးကောက်ပွဲမတိုင်ခင်မှာသူတို့ကနမူနာမဲလေးတွေဟိုကြန့်ခိုင်မဲလေးပုံစံပြတယ်ကြန့်ခိုင်မဲဒီနေရာမှာနော်ဒီစာရွက်ဒီနေရာမှာဒီလိုထုအဲ့လိုမျိုးနမူနာပြတာနမူနာရဲ့ပုံစံကြန့်ခိုင်ပဲကျန်တဲ့နမူနာမပါဘူးပေါ့နော်အဲ့လိုမျိုးလှုပ်ပြီးရင်အခါကျတော့လေမဲကတော့ကိုယ်တိုင်ကိုကြထည့်ရတယ်အခါကျတော့လွတ်လပ်သွားပြီ
သူတို့လိုက်မကြည့်တော့မဲယုံကအပြင်မှာကျောင်းတစ်ကျောင်းမှာလောက်တာဖြစ်တဲ့အတွက်သူတို့ကတော့ရှိတယ်ဒါပေမဲ့လိုက်ပထမတစ်ခေါက်လို့လိုက်ပြီးတော့သူတို့လိုက်ထိုးပေးတာတို့ဒီမှာထည့်နော်လို့ပြောစရာမလိုမဲရှင်းပြတဲ့ချိန်မှာတော့နမူနာစာရွက်ကတော့ဒါစိတ်တုံးကဒီမှာထုနော်ဒီနားမှာထွေမားတယ်နော်ဒီနားမှာထွေမားတယ်နော်ဒီလိုထုနော်ထင်အောင်မနဲ့ထုတော့ဆိုတချို့ကြတော့လေအရင်အေးချမ်းနေတတ်တဲ့လူကြတော့လေသူတို့ပြောတဲ့နေရာမှာပဲထုမှာလေတချို့ကကြတော့လည်းနိုင်ငံရေးအမြင်ရှိလာတဲ့လူတွေမျက်စိပွင့်လာတဲ့လူကြတော့သူ့သဘောနဲ့သူထည့်အခါကျတော့မဲကအရလက်ကပထမတစ်ခေါက်တုန်းကထက်တော့အရင်တိတတာကွာသွားတယ်လေအဲ့လိုမျိုးညီမလေးလည်းပြပါအောင်ညီမပြောချင်တာမဆောင်လို့နဲ့ကြုံတွေ့ရတယ်မျိုးကြုံတွေ့ဘူးတယ်ပေါ့နော်။ဘာလဲဆိုရင်ညီမဒီ2020တုန်းကစပြီးမဲပေးဘူးတာ哦ဒါပထမဆုံးလည်းမဲပေးဘူးတာ哦ညီမအရင်တော့ကအသက်တရလည်းမပြေသေးရနဲ့အဲ့လိုရန်ကုန်မှာသွားရတဲ့နေရာနဲ့ဆိုတော့မပေးဘူးတော့အဲ့2020မှာစအဲ့စစ်တပ်ထဲမှာနေတဲ့အချိန်ပေါ့အဲ့ချိန်မှာကိုဝင်ကြီးရလည်းအရင်ပိုင်းနဲ့မဲပေးရတာဆိုတော့သူတို့ကကောင်တော့အစည်းအဝေးခေါ်လိုက်တယ်အစည်းအဝေးအမျိုးသမီးတွေပဲခေါ်လိုက်တယ်ခေါ်ပြီးတော့သူကဘာပြောလဲဆိုတော့ဒီကြမ်းခံဒီသူတို့မဲပေးရင်ပေါ့ကွယ်ကိုအမျိုးသားတွေကဒီတပ်သားတွေကဆိုရင်ဒီယူနီဖောင်းတွေကောင်းဝတ်ကမဲပြီးတော့ကြီးကားတွေဆိုလဲကောင်းသုံးရမယ်ပေါ့ပြီးတော့အဆဆရအဆင်ပြေမယ်ပေါ့ဘုမဆောင်ပြောသလိုပေါ့ရေခါပိုင်းကစာပိုတိုးမယ်ပေါ့အပုံစံမျိုးလေးနဲ့ပြောပြလဲပြီးတော့အစမ်းမဲတွေထည့်ခိုင်းရောအဲ့မဲအစစ်မထည့်ခင်အစမ်းမဲတွေထည့်ခိုင်းအဲ့လိုပဲကိုဝင်ကြီးနဲ့သမီးမလေးသူတို့အဲ့လူအများကြီးတွေစုတော့ကားထဲမှာလာခေါ်တာအဲ့တက်တွင်းနေမိသားစုတွေကိုအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သမီးမလည်းသမီးကိုဘိုက်ကြီးနဲ့ဆိုတော့လာပြီးတော့ကူပြီးတော့နေပေးတာပေါ့နေပေးတာတော့မှပဲအိမ်မှာအဲ့နိုင်ငံမှာရှိတဲ့သမီးအမပါမကြမ်းသူတို့ကမဲပေါ့အစမ်းမဲလေးထည့်အောင်လို့ဆိုတခါတည်းခေါ်ခိုင်းတာပေါ့နော်ခေါ်ခိုင်းတော့အဲ့တော့ဆိုအဲ့ကားထဲမှာဆိုကိုမမွေးကနေဖွာကနေနေဒီလားလူတွေကြက်ညက်ပြီးလိုက်သွားတယ်တခါသူတို့အဲ့လိုင်းငန်းပြင်မှာပေါ့အဲ့သူတို့အဲ့မဲပေးဖို့ပေါ့မဲပေးပုံပေးနည်းတွေပေါ့သူတို့ဖြစ်တဲ့ဟာကိုပြလဲပြအဲ့ဒီမှာအဲ့လိုပေါ့မဆောင်ပြောသလိုပဲဒီဓာလေးကိုဘလို့နှိပ်ကြမယ်နော်ဘလို့ထုရမယ်နော်ဒီဓာသူတို့မှားမှာဆိုလို့ဒီလားမထည့်ဘူးတော့လေမှားမှာလဲတားဆိုရသေးလားသူတို့ဒီဓာကိုပဲထည့်ရမယ်နော်ဖရဲသီးပုံလေးအဲ့တော့ဆိုလေဒီလိုဓာပါအဲ့လိုမျိုးလေးပေါ့အဲ့လိုထည့်ရမယ်ပေါ့ဒါပေမဲ့အဲ့အစမဲလေးသွားထည့်လဲထည့်ရောအဲ့ဒီအချိန်မှာကိုယ့်ရဲ့ရင်းနှီးအမှန်တရားတော့လာပြီးတော့လုံးလို့မရတော့လေဒါသူတို့ရှေ့မှာသူတို့စိတ်ကျင်တဲ့သွားကိုလုံးရင်လုံးမဟုတ်လားဒီမဲပေးယုံလေးရောက်ကောအဲ့ချိန်မှာလဲဘိုက်ကြီးနဲ့တန်းစီလဲတန်းစီအဲ့နဲ့မဲပေးကနေကြအဲ့ချိန်မှာလာခေါ်တယ်မဲပေးဖို့ဆိုကိုယ့်ရဲ့ပေါ့ကိုယ်စိတ်နဲ့ပဲကိုယ်စိတ်သူတို့အပြင်လူကိုပဲအုပ်ချုပ်လို့ရမယ်ကိုယ်နှလုံးသားကိုစိတ်ဓာတ်ကိုတော့အုပ်ချုပ်လို့မရဘူးဆိုတော့အဲ့ချိန်မှာညီမတော့အနီကိုပဲမဲပေးခဲ့တယ်ပေါ့နော်မဲပေးတဲ့အချိန်မှာလဲအဲ့ချိန်မှာသူတို့ကဘာပြောလဲဆိုတော့ခေါင်းတော်ဦးကပေါ့ဒီအမျိုးမဲပင်အမျိုးသားတွေဘာဖြစ်မယ်အချုပ်ကြမယ်တကယ်လဲအချုပ်ပုံးလာတော့ကြားခဲ့ရသေးတယ်အဲ့လိုအဲ့အချိန်မှာကြုံတွေ့ခဲ့ရအမျိုးသမီးကလည်းဒီဓာကိုမဲပေးလို့အမျိုးသားလည်းဓာကိုမဲပေးလို့ဆိုပြီးလေအဲ့အချိန်မှာအမျိုးသား3လတောင်မှအချုပ်ကြခဲ့ရသေးတယ်သမီးမျိုးသားဆိုရင်အဲ့လိုလေသမီးကအဲ့3လအချုပ်ကြရတယ်အဲ့လိုမျိုးဖြစ်သွားသေးတယ်ပေါ့နော်အဲ့လိုမျိုးညီမလေးကလည်း NLD ကိုမဲပေးလို့ဇော်မောကလည်း NLD ကိုမဲပေးလို့အဲ့လိုမျိုးသူကအစတဲ့နှွှင်ပြီးအစတဲ့ပြောထားတာလေသူတို့ပဲမဲပေးရမယ်ပြောမစိုးဒါအာနာနဲ့ပေါ့အဲ့ဒါအာနာပြနေလေသူတို့ပဲမဲပေးရမယ်သူတို့အစည်းအဝေးအမျိုးသမီးတို့အဲ့ဒီမျိုးအစည်းအဝေးခေါ်တယ်သူတို့အမျိုးအဲ့တပ်သားတွေကိုလည်းသူတို့အမျိုးပေါ့အစည်းအဝေးခေါ်ပေးတာလေခေါ်တဲ့အချိန်မှာသူကဒီဓာပဲမဲပေးရမယ်ပြီးတော့လည်းအတန်သူတို့ဒိုလိုတွေကြားရတာပေါ့သိရမလားဒီအကြီးပိုင်းအရေးတစင်အဲ့လိုကြားရတာလည်းရှိမှာပေါ့အဲ့အချိန်မှာဗာလဲNLD ကိုမဲပေးရင်လည်းယောက်ျားဘယ်သူပဲပေးပေါ့ယောက်ျားမှအပြစ်ရှိရလေယောက်ျားအချုပ်ချမှာအဲ့လိုတကယ်လည်းမှန်တာပဲသမီးတို့အဲ့ NLD ကိုမဲပေးလို့ဆိုပဲသမီးအမျိုးသားအဲ့3လတောင်ချုပ်ကြတယ်သူဘယ်လိုသိရောမဲယုံဆိုလုံးချုံနေအေးလေနော်အဲ့သူတို့ဟုတ်တယ်လေသူတို့ခိုးကြည့်လို့ပေါ့အဲ့ကြောင့်ပြောပြလေအဲ့ကြောင့်တိတအမှရွှေကောက်ပွဲတွေကမလုံးချုံဘယ်နဲ့တော်တော်များတယ်အချုပ်ကြလေ10ယောက်ကျော်တယ်အဲ့တော့ဆိုအဲ့ဒီချိန်သူဘာလို့တိသွားလဲဆိုတော့အဲ့ UG အိမ်ကိုပေါ့ UG အိမ်ပဲပြောရမှာပေါ့အဲ့ဒီချိန်မှာအဲ့စစ်တပ်ကဝင်စီးလဲစီးတော့အဲ့ဒီချိန်မှာ UG ရလဲသူတို့ကလည်းဟောမဖြစ်နဲ့ပြစ်လိုက်တာပေါ့ပြစ်လိုက်တဲ့အချိန်မှာအဲ့ဘီးတက်ကပဲအဲ့သမီးတို့လည်းတိတယ်ပေါ့နော်အဲ့သမီးတို့ဒီတက်ထက်အကောင်လေးတယောက်ကအဲ့ပွဲချင်းပြီးသေးသွားတာ
တေးသွားတဲ့အချိန်မှာသမီးတို့ဟိုနာရေးပို့ရမယ်ပေါ့နာရေးပို့ရမယ်ဆိုတော့သူကဘသူတဲ့ဆိုအဲ့အချိန်မှာသမီးကပါသွားတဲ့အချိန်မှာအဲ့သူတို့အချုပ်ခန်းလေးကိုလှမ်းကြည့်အော်အခုအချုပ်ကြနေရတော့အတန်ကြားရပေါ့ဒါဖုန်းတွေကလည်းသူကတင်းနေတာဆိုတော့ဟိုအဆက်အသွယ်ရတော့မရဘူးပေါ့နော်။များချင်သူကြည့်လိုက်တော့ဟဲ့အခုဘာဖြစ်တာလဲမသိဘူးပေါ့။သူတို့အချုပ်တွေကြာနေကိုယ်စိတ်ထဲမှာလည်းတွေးနေပေါ့ဒီကဘာလို့အချုပ်ကြလဲဘာလို့အချုပ်ကြလဲ။ပြီးလည်းပြီးတော့နောက်အဲ့လိုင်းငန်းရောက်ခါမှတည်ရတာမဟုတ်ဘူးလေအဲ့ဒါလည်း NLD ကိုမဲပေးလို့လေနင်တို့တွေမဲပေးလို့လေအဲ့ဒါလည်းမှတွေ့လာလေအမျိုးသားကြီးလည်းအချုပ်ကြတာလေကျအဲ့လိုပြောကြအဲ့လိုမျိုးကျွန်တော်တွေ့ရတာပေါ့နော်ဒါကြီးကဟိုဘယ်လိုလဲဆိုဒီအာနာကြီးကဒါကြီးတိတာဟိုထင်ရှားလုံးနေပေါ့နော်အဲ့လိုမျိုးအာနာကြီးနဲ့အုပ်ချုပ်တယ်ဆိုတာယူအဲ့ဒါလေးဟိုစစ်အဲ့လိုတက်သားလျောက်ပဲလေသူဆိုလို့ရှိရင်မှောက်ပြီးတော့အရိုက်ခံရတာတဲ့ NLD ကိုမဲပေးခဲ့လို့တဲ့အဲ့လိုမျိုးသူတို့ကဘယ်လိုပြောရမလဲဟိုအဲ့ကာလာတော့ကတော့လွတ်လပ်စွာမဲပေးလို့ရရဲ့နော်ဆိုပြီးတော့လည်းပြောတယ်ဒါပေမဲ့တစ်ဖက်မှာလွတ်လပ်စွာမဲပေးတော့လေအဲ့လိုမျိုးမှောက်ရိုက်ခံရတာမျိုးတွေခုနလိုအချုပ်ကြတာမျိုးတွေလုပ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့လေအဲ့သူတို့ကအဲ့ဘယ်လိုပြောရမလဲအမေစုရဲ့ဒီအုပ်ချုပ်မှုလေသူကမလိုလားဘူးလေနော်မကြိုက်ဘူးဒေါ်ဆန်းစုကြည်အမျိုးသမီးတဦးလည်းဖြစ်တော့သူတို့ဒီအမျိုးသမီးအုပ်ချုပ်တာကိုလည်းသူတို့ဘလို့မှလက်မခံနိုင်ဘူးအဲကြောင့်မလို့ခေတ်ဆက်အာနာရှင်ကဒီအမေစုနဲ့သူဥဆောင်တဲ့အရာအလုံးအမြင်နဲ့ပိတ်လို့ပိတ်ပင်လုပ်ခဲ့တာပေါ့နော်ဆိုတော့လေအဲ့လိုမျိုးသူတို့ကအမျိုးသမီးတွေကိုကနေရာမပေးဘူးနှိမ်ချဆက်ဆံမိမယ်လေဒီ PDF လူငယ်တွေရဲ့အတွေးခေါ်တွေကကြာအရန်တိုးတက်တယ်။ဘာလို့လဲဆိုတော့ဟိုတလောအားဆိုလို့ရှိရင်ပခုတ်ကူလေရင်ခွင်းသားမှာရဲလင်မယားနှစ်ယောက်ကဆက်ကြီးကောက်နေတာ။ကောက်နေတော့တော်လိုင်းတစ်ဖွဲ့တွေကတွားပြီးတော့ရှင်းလင်းတဲ့အခါမှာမျိုးသမီးဖြစ်သူကဗိုက်ကြီးနဲ့ပေါ့နော်။ဆိုတော့ဒီကိုဝင်တဲ့ကြီးကိုသူတို့ကငွေကြေးပေးပြီးတော့ပြန်လွှတ်လိုက်တယ်။ကလေးအေးဆေးပြန်မွေးပါဆိုပြီးတော့ပေါ့နော်။ဆိုတော့ဒီ PDF လူငယ်ကြီးဆိုလို့ရှိရင်ကအမျိုးသမီးတွေပေါ်မှာသူတို့တန်မိုးထားတယ်လေးစားတယ်။မျိုးသမီးဟေ့ဆိုရင်ဘာမှမလုပ်ဘူးပေါ့နော်ဟိုတလောကဆိုလဲဇီးကုန်းရဲစကန်မှာဗိုက်ကြီးတဲ့အမျိုးသမီးကလေးမွေးဖို့အတွက်တော့မှသူတို့ကိုညီပေးလိုက်သေးရပေါ့နော်ဆိုတဲ့အခါကျတော့ဒီစစ်တပ်ကကြတော့အမျိုးသမီးတွေဆိုလို့ရှိရင်တွေ့ရင်နောက်ဆုံးပိတ်အဖွားကြီးပါမချမ်းအသက်ကြီးသူပါမချမ်းသူတို့ကအာဓမပြုတ်ကျင်တာလုပ်တယ်ပေါ့နော်ဆိုတော့လေဒီပေါ်မှာရောညီမတို့ပေါ့နော်အခုဟိုနောက်ဆုံးစစ်တပ်ထဲမှာကြံခဲ့တယ်ပေါ့နော်ဒီနောက်ဆုံးစကားဝိုင်းရဲ့နောက်ဆုံးပိတ်အနေနဲ့ပေါ့နော်စစ်တပ်ထဲမှာကြံခဲ့တဲ့အမျိုးသမီးတွေဘာပြောချင်လဲပေါ့နော်ဆိုတော့ဒီကိုခုနကကျမတို့အချုပ်ပြောရရင်တော့အမျိုးသမီးတယောက်ရဲ့ဟိုရပိုင်ခွင့်နေလူအခွင့်အရေးတွေဆုံးရှုံးနေတဲ့စစ်တပ်ဖြစ်တယ်နောက်ပြီးတော့ခုနရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲဆိုတာနိုင်ငံတနိုင်ငံအတွက်ရန်ကိုအရေးကြီးတယ်ဒီစစ်တပ်ကမတရားအာဏာသိမ်းခဲ့ဆိုတာလဲဒါလူတိုင်းသိရပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေသူတို့ဒီအမားတို့ပြောချင်တဲ့ရှင်တွေကစကားတွေပေါ့နော်ပြီးတော့အမျိုးသမီးတယောက်အခွင့်အရေးနဲ့ပတ်သက်ပြီးတော့လည်းပြောချင်တဲ့စကားတွေရှင်ပြောပြပါအောင်တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ပေါ့နော်ကျမဘာပြောချင်လဲဆိုအစကတည်းကနေစပြီးဒီရွေးကောက်ပွဲတွေကဟိုးစပြုတ်ကလေးက2000ဦးသိန်းစိန်စတက်ကလေးစပြီးဒါယူသားတဲ့ရွေးကောက်ပွဲမဟုတ်ဘူးလွတ်လပ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးပြီးရင်အခုဒီခလဲမှာအာနာမသိမ်းခင်တော့ကလည်းအဲ့လိုမျိုးပဲခုငယ်မလေးတွေးကြုံသူတို့ကိုယ်တိုင်တွေးကြုံတာเนาะဒါအလင်းအများမဟုတ်ဘူးသူတို့ NLD ကိုမဲပြီးလို့ယောက်ျားကခံရတယ်ဆိုတာဒါလည်းအတွေ့အကြုံတစ်ခုပဲဆိုတော့အားလုံးကိုခြုံကြည့်မယ်ဆိုအခုရွေးကောက်ပွဲဆိုတာလည်းတရားမျှတမှုမရှိဘူးယူသားမှုမရှိဘူးဒါတကယ်ဆိုရင်ရွေးကောက်ပွဲလုံးမနေပဲနဲ့လေသူတို့ဆက်ပြီးအာဏာသိမ်းနိုင်လဲရတယ်ဒါပေမဲ့နိုင်ငံတကာဘာကိုချပြချင်တာပဲအရေးပြတာပဲရှိတယ်ဆိုတော့ကျမတို့အမျိုးသမီးတွေအနေနဲ့လည်းတိထားတဲ့စတက်ထဲမှာနေပြီးတော့ပေါ့နော်ဟိုတကယ်တော့ကျမတို့ယောက်ျားတွေရဲ့လစာတွေရိတ်ခါတွေထောက်ပံ့ငွေတွေဟာဒီတက်မတော်ရှိမှရတာမဟုတ်ဘူးဒါဘယ်အစိုးရပဲတက်ဒါရမယ်အရာပဲအဲ့ဒါကိုသိစေချင်တယ်သူတို့ပြောတာယုံတဲ့ခက်မဟုတ်တော့ဘောနော်ဆိုရှယ်မီဒီယာတွေလည်းအများကြီးတိုးတက်ခက်ဖြစ်နေပြီကိုယ်တိုင်ကနားဆွင့်စေချင်တယ်ကိုယ်တိုင်ကလည်းမျက်စိဖွင့်နားဆွင့်ပြီးနေစေချင်တယ်ဟိုသူများပြောတိုင်းခေါင်းငိတ်တဲ့ဘဝနဲ့မနေစေချင်တော့ဘူးကျမတို့ရဲ့အမျိုးသမီးတွေကိုဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဒီစစ်တပ်ထဲမှာနေတဲ့အချိန်မှာပါရမီဖြည့်ဖြက်ဆိုရဲစကလုံးလှလှလေးတွေနဲ့ကျမတို့ရဲ့ဘဝတွေကျမတို့ရဲ့အိမ်မက်တွေကိုကျမတို့ပြီးဆက်ခဲ့ရတယ်ဟိုကျန်တာဘာမှမလုပ်ရအောင်ဖက်ထိတ်တနေ့လာဖက်ထိတ်တနေ့လာအစည်းအဝေးဓမ္မစကြာဘာမှကျမတို့ရဲ့ကိုယ်ပိုင်ဘဝဆိုတာမရှိဘူးဆိုတော့အကုန်လုံးကမျက်စိပွင့်တဲ့နေပြီလို့ကျမအ
သိပေးချင်ပါတယ်လား အမပြောအရင်ကောင်းတယ်နော်ဟုတ်တယ်အမားတို့ကိုယ်ပိုင်ဟိုစိတ်ကူးတွေအိမ်မက်တွေအကုန်လုံးကိုဒီအတွက်ပုံအော်ပေးရတာဒါအမားတို့ဆိုရင်ဒါစီရီယံမြန်မြန်လောက်လာခဲ့တော့အပြင်မှာမိမိဝါသနာပါရလေးပုံဖော်လို့ရနေပြီဘဝကိုနော်အေးချမ်းပျော်ရွှင်မဲနေလို့ရနေပြီညီမလေးလည်းပြောပြပါတော့ ညီမကဘာပြောချင်လဲဆိုတော့အခုရွေးကောက်ပွဲကြီးအတူအယောင်ရွေးကောက်ပွဲကြီးပေါ့နော်ဆိုတော့တားတိတာလုံးနဲ့တိတာလုံးနဲ့အတွက်ကြောင့်အခုပြောရမယ်ဆိုရင်ညီမတို့ကတကယ်ဟိုပေါ့နော်တကယ်ဟိုပေးတင်ပေးထိုက်တဲ့လူတွေကိုကြာသူတို့ကထောင်ထဲမှာထည့်ထားရပေါ့နော်ထည့်ထားပြီးတော့အခုသူတို့ရဲ့အတူအယောင်ရွေးကောက်ပွဲကြီးကိုတားတွေမဲဆွဲပြီးတော့သိရမလားဒီသူတို့ဒီအတွင်းထဲကဒီစစ်တပ်မိသားစုတွေဆိုရင်ဘယ်လောက်တောင်နော်ဟိုဒီနေ့ကြက်တဲ့ရောက်မလဲဆိုတော့ဟိုဘောလို့ခန်းစားကြည့်လို့ရတယ်ဒီလားအားကြောင့်မလို့အဲ့သူတို့ကိုလည်းဒီကြံခဲ့တဲ့မိသားစုတွေကိုပေါ့ပြောချင်တာဒီအမှန်တရားကိုမြင်မှာပေါ့နော်ဒီဟိုဟာတတိရှိပါလို့ပဲပြောရမယ်အရင်လည်းခေါင်းငုံမနေပါနဲ့လို့ပြောချင်တယ်ကိုယ့်ရဲ့လွတ်လပ်စွာပေါ့လွတ်လပ်စွာလူတယောက်မှာကိုအမျိုးသမီးတွေဆိုလွတ်လပ်စွာဒါဟိုပြောဆိုပိုင်ခွင့်ဟိုရှိရမယ်ပေါ့နော်အားကြောင့်ဟိုအမှန်တရားကိုချစ်ဆက်စေခြင်းနဲ့ပေါ့နော်ဒီတိုင်းဒီအာဏာတွေအောက်မှာမနေစေခြင်းဘူးပေါ့နော်အဲ့လေးပြောချင်ပါတယ်လို့ ငါပြောရလဲအရင်ကောင်းပါတယ်ဆိုလို့ရှိရင်ဒါကျမတို့ရဲ့စကားဝိုင်းအစုံကိုရောက်လာပြီပေါ့နော်ဆိုတော့စကစခေါင်းဆောင်မင်းအောင်လိုင်ရပေါ့နော်သူ့ရဲ့နိုင်ငံခြားခရီးစဉ်တွေမှာဒီစစ်တပ်မိသားစုတွေနဲ့တွေ့လို့ရှိရင်စစ်ရေးအမြင်ရှိတဲ့ပါတီကိုပေါ့နော်မဲပေးတဲ့နေဆိုပြီးတော့သူမတိမတာမဲဆွဲရပေါ့နော်ဆိုတဲ့အခါကျဒီစစ်ရေးအမြင်ရှိတဲ့ပါတီဆိုတာဒီစစ်ဗိုလ်ချုပ်တွေယူနီဖောင်းချွတ်ထားတဲ့ပါတီကိုပဲပြောတာဟုတ်တယ်ဆိုတော့ဒီလူတွေအုပ်ချုပ်ခဲ့တာအခုလက်ရှိမှာဒီလူတွေနိုင်ငံကိုအုပ်ချုပ်နေတဲ့အခါမှာဘလူတွေဖြစ်နေလဲလူငယ်တွေအသက်တွေအမျိုးသမီးတွေနောက်ဆုံးကျောင်းတွေစေးရုံတွေပါမကျန်ဘုံကျဲခံနေရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီလိုလူတွေကိုကျမတို့ရတဲ့မူပေါင်းတွေကနေပြီးတော့စန့်ကျင်ရမယ်သူတို့ရဲ့ဒီအတူရောက်ယူကောက်ပွဲကိုလည်းလက်မခံရအောင်ပေါ့နော်နောက်ပြီးတော့ဒီစစ်တပ်ထဲကတက်မိသားစုဝင်တွေကိုလည်းပြောချင်တာကျမတို့နိုင်ငံဟာခေတ်ဆက်စစ်အာဏာရှင်အုပ်စိုးခဲ့တယ်ကိုယ်တိုင်လည်းနိုင်ငံကိုကာကွယ်ခြင်းလို့ဆိုပြီးတော့စစ်တပ်ထဲကိုဝင်သွားကြတဲ့စစ်သားတွေလည်းရှိတယ်ဒါပေမဲ့စစ်တပ်ရဲ့ရုပ်မှရိုင်းစိုက်မှုတွေကိုမြင်တဲ့အခါမှာတချို့ကဘက်ကူးပြောင်းလာကြတယ်အမြင်မှန်ရပြီးတော့ဘက်ကူးပြောင်းလာကြတယ်ဆိုတော့ဘက်ကူးပြောင်းလာကြတဲ့မိသားစုဝင်တွေကဆိုလို့ရှိရင်လည်းခုနကမတ်အေးခိုင်ပြောခဲ့တယ်လို့ပဲအေဂျင့်ဆိုတာဘဝကိုဖျက်ဆီးနေရပြီပြီးရင်ဒီစစ်တပ်ထဲမှာကြန့်ရှိနေတဲ့စစ်ကောင်စီတွေကအမျိုးသမီးတွေဆိုလို့ရှိရင်လေသူများကြောက်ကြားတွေတိုက်ပွဲမှာကြာဆုံးသွားတဲ့အခါမှာအလောင်းတော်ပြန်မရဘဲနဲ့စကစတကြိုရင်တော့မှတိတ်တဆိတ်နိုင်လို့ရင်တော့မှတိတ်တဆိတ်လုခိုင်းနေပေါ့နော်ဆိုတော့ဒီလိုစစ်တပ်ကနေအမြဲဆုံးရုံးထွက်ဖို့လေကျမတို့ကအမြဲတမ်းမှာပြောနေရခြင်းဖြစ်တယ်တိုက်တွန်းနေရခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီကနေ့ရဲ့စကားဝိုင်းမှာတော့အတူအယောင်ရွေးကောက်ပွဲကိုကျမတို့အမျိုးသမီးတို့အနေနဲ့မပူပေါင်းပါနဲ့ဆက်ကြင်ပါလို့ပြောချင်ပါတယ်ဒီတစ်ပတ်ရဲ့စကားသံအစီအစဉ်ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီတော်လန်ပြည်သူများအားလုံးဘီကင်းလုံခြုံကြပါစေ